မရင်းချင်းတဲ့ကောင်တွေကိုအကောင်းဆုံးလက်စားချေတဲ့နေကတော့သူ့ကိုမိန်းကလေးအဖြစ်ပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်အရင်ဆုံးသူ့ရဲ့မိုးစိမ်မွေးလေးတွေကိုပြောင်းအောင်ရေးပေးမှဖြစ်ပြီးလို့ရှိရင်တော့ operation ခန်းထဲကိုပို့ပြီးတော့မှသူ့ရဲ့လက်နက်ကိုတင်ရမှာပါသူမရင်းချင်းတဲ့ကောင်မလေးကခွေးစိတ်ဆရာဝန်ရဲ့သမီးဖြစ်နေတယ်ဆိုတော့ကိုတော့သူမစင်းစားမိပါဘူးသူ့ရဲ့ဖွားဘတော်ပျောက်သွားတဲ့အကြောင်းကိုသိတဲ့အခါမှာတော့အရန်ကမှဝမ်းနေလို့သွားပါတယ်ဒါပေမဲ့ဒါဟာ game အစားလေးဖြစ်ပြီးတော့မှဆရာဝန်ကတစ်တာတစ်ခုယူလာခဲ့ပါတယ်အဲဒီမှာရှိတဲ့ပစ္စည်းတွေကတော့ဖွားဘတော်နေရာမှာမိမပီတာသွားစီဖို့အတွက်အထောက်ကိုပြုပေးမှဖြစ်ပြီးကောင်လေးကအစီမကောင်းမိမဲ့လည်းအသက်ရှင်ဖို့အတွက်လိမ့်လိမ့်မမလေးနေပြီးကြပါတော့တယ်ခွေးစီပြီးတလကြတဲ့အခါမှာတော့ဆရာဝန်ဟာကိုယ့်ရဲ့လက်ရာကိုကြည့်ပြီးတော့မှအရန်ကိုကျင်းနေလို့နေပါတယ်ကောင်လေးတင်တာကတော့အဲ့ဒီလောက်နဲ့ပဲသူဟာအိမ်ပြန်လို့ရပြီပေါ့ဒါပေမဲ့ဆရာဝန်ကသူ့ကိုအမှန်တရားကိုပြောပြလိုက်ပါတော့တယ်သူကဆရာဝန်ရဲ့သမီးကိုမရင်းကျင်းထားတာကြောင့်ဆရာဝန်ဟာသူ့ကိုလုံးဝမိမပေးတာတော့အောင်လုပ်ပေးမှာပါကောင်လေးရဲ့အသားရည်လှပဖို့တဲ့ဆရာဝန်ဟာဝမ်မရဲ့စိတ်ကနေကုန်ချမ်းယူပြီးတော့အသားရည်အစ်စ်ကိုတီထွင်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ကောင်လေးရဲ့ခန္ဓာကိုယ်မှာကပ်ပြီးလိုက်မှဖြစ်ပြီးအဲ့ဒီအသားရည်ဟာအပူဒဏ်ခံနိုင်ပြီးတော့မှချင်းရီတော့မှမကိုက်နိုင်ပါဘူးဒီလိုနဲ့ပဲကောင်လေးဟာတဖြည်းဖြည်းနဲ့မိမရုပ်ပေါက်လာခဲ့တာဖြစ်ပြီးကတ်ထားတဲ့အသားရည်တွေကိုကောက်ွယ်ဖို့အတွက်သူ့ကို body fit အဝတ်ကိုနေတိုင်းဝေခိုင်းပါတယ်ကောင်လေးဟာလင်းလေးမမနေပြပေးမယ်လေနေတိုင်းထွက်ပြေးမှုအတွက်ကြံစနေတာဖြစ်ပြီးတော့ဆရာဝန်ကသူ့ကိုစစ်ဆွဲပြီးတဲ့အချိန်မှာတော့သူဟာဆရာဝန်ကိုချောင်းပြီးတော့ရဲလိုက်ပါတော့တယ်ဆရာဝန်လဲနေတဲ့အချိန်မှာပဲသူဟာတော့ကိုယူပြီးတော့တကားပြင်ဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်ဟာသူ့ရဲ့အိမ်ကိုထောင်လေးလိုပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်သူခလုတ်ကလေးတစ်ခုနှိပ်လိုက်တာနဲ့ပဲတကားတော့ခက်သွားမှဖြစ်ပြီးကောင်လေးကအရန်ကိုဝမ်းနေသွားပြီးတော့ကုလေပင်ကိုဓာတ်နဲ့လှိလိုက်ပါတယ်ဒါပေမဲ့ဆရာဝန်ကတော့သူ့ကိုအဲ့ဒီလောက်အေးအေးဆေးဆေးနဲ့တေးခွင့်မပေးပြန်ပါဘူးတော်လုံးနဲ့ဆရာဝန်လက်ထဲကိုရောက်နေတဲ့အခါမှာကောင်လေးကတေဖို့တောင်မှအခက်အခဲဖြစ်နေခဲ့တာပါဆရာဝန်ကကောင်လေးရဲ့မျက်နှာဖုံးကိုချွတ်ပေးတဲ့အချိန်မှာတော့အရန်ကိုလှပတဲ့မျက်နှာကသူ့ရဲ့ရှေ့မှာပေါ်လာခဲ့ပါတော့တယ်ကောင်လေးကိုဘယ်လားဆိုပြီးတော့နာမည်အသစ်ပေးလိုက်ပြီးဘယ်လားကလည်းကိုတက်တည်ဖို့နဲ့ထွက်ပြေးဖို့အတွက်တပြေးပြေးလက်လွတ်လိုက်ပါတော့တယ်လောင်ရင်တွေကငှက်လိုမျိုးလိမ့်လိမ့်မမနေပေးလိုက်တာဖြစ်ပြီး TV ထဲမှာလည်း channel နည်းနည်းလေးပဲရှိတော့အရန်ကိုမှပြင်းဖို့ကောင်းပါတယ်ဒါကြောင့်မလို့ပြင်းနေတဲ့အချိန်ဒီမှာယောဂတွေလိုပြီးတော့အချိန်ဖြုံးတတ်တယ်လို့ဘယ်လောက်ကိုကောင်းမှလေးဖြစ်သွားတဲ့